အားလုံးပဲမင်္ဂလာပါ Create Plan မှာကြိုဆိုပါတယ် Content Creator ဆိုတာဘာလဲသိလဲကျွန်တော်နေ့ပြောမယ့်အကြောင်းအရာကို TV ဗီဒီယိုယူဆရတဲ့သူတွေကတော့ဒီဗီဒီယိုကိုကြော်သွားနိုင်ပါတယ် Content Creator ဆိုတာဘာလဲရင်မပြောခင် Content ဆိုတာဘာလဲသိထားဖို့ညင်တာအောင်ပြောရရင် Social Media မှာ post တစ်ခုခုရေးတာဗီဒီယိုတစ်ပုဒ်တစ်ပုဒ် upload လုပ်တာဒါတွေကလည်း Content ပါပဲ Content နဲ့ Content ဗီဒီယိုတွေအကြောင်းကိုအရင်ဗီဒီယိုမှာတက်တက်ပြောထားတာရှိပါတယ်အခုဗီဒီယိုရဲ့ comment ထဲမှာလည်းတက်တက် link ချပေးခဲ့ပါမယ်ဟုတ်ကဲ့ဗီဒီယိုဆက်သွားပါမယ် Content Creator ဆိုတာဒီနေ့ခေတ်မှာ site job တစ်ခုလို့တော့ပြောလို့မရတော့ဘူးဒါကိုပဲ design မတ်မတ်လုပ်ပြီးတော့ like career အနေနဲ့ရက်တည်ရလူတွေများလာပြီ like career ဘာညာကြီးကြီးကျယ်ကျယ်ပြောနေတယ်ငါတို့လည်းဗီဒီယိုဓာတ်ပုံတစ်ပုံ upload လုပ်လိုက်မယ်တင်လိုက်မယ်ဆိုရင်လည်း content ဖြစ်တာပဲ content creator လို့ပြောလို့ရတာပဲလို့မိတ်ဆွေထင်သွားလားအဲ့တော့အဲ့လိုလုပ်တာက content creator မဟုတ်ဘဲနဲ့ content uploader လို့ပဲပြောလို့ရပါတယ်အဲ့လိုမျိုး viewer တွေအတွက်ဖန်တီးထားတဲ့အရာတွေကိုချပြတာကိုမှ content creator လို့ခေါ်တာပါ content creator တယောက်က viewer တွေစီကိုအကြောင်းအရာတစ်ခုဖန်တီးချပြဖို့အတွက်ကို script တွေပြီးတော့ရိုက်ကူးရေးတွေဗီဒီယို editing တွေလုပ်ရပါတယ်ဒါတွေအားလုံးကိုသူတယောက်တည်းကဒါမှမဟုတ်သူ့ရဲ့ team တစ်ခုလုံးကလုပ်ရတာပါ content creator တွေဆိုတာကကြည့်ရှုတဲ့သူတွေအတွက်အကြောင်းအရာတစ်တွေကိုအများအားဖန်တီးချပြနေတာမျိုးကိုပြောတာဆိုတော့ဒီဗီဒီယိုကိုစက်ကြည့်နေတဲ့လူတွေအကုန်လုံးက content creator ဆိုတာကိုဗာလဲကောင်းကောင်းနားလည်သဘောပေါက်သွားပြီထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာထောက်တွေ့ကြမယ် like and follow လုပ်သွားပေးပါဦး